လာပါတဲ့တောင်းနေရတဲ့မှာဒီလူမျိုးများအလှပဝေးဆာဆာဝဲပြောတယ်ဒီလိုဒီရင်းပြန်တော့တဲ့ဒီလိုပြန်ပြီးတော့အမောင်ခွင့်လို့အတင်းဆောင်ဆိုတဲ့ရန်ကြိုင်ဒီကနာဘုံတော်ညဒီလိုပြန်ပြီးမှာလာပြီဒီဒီကတော့ဘာလို့ရဒီလိုချောက်ပြီးစက်ပေါ်လာအဆက်ချောက်ဒီမှာစောက်ပြီးဆွဲပြီးမနေ့ကလည်းရရှိခဲ့တယ်တော့ဘာဒီလိုဖြစ်လဲဘာမှရတာစားပြီးဒီလိုဖြစ်တယ်တဲ့တဲ့သူစိတ်ကလာကိုကျော်တော့ခဲ့တယ်မျိုးစင်ပြတဲ့မတရားလားလောကမြောက်ဝဲတဲ့ရှင်ပြိုင်မဲ့ပြန်ကြားရေးဝန်ကြီးဌာနအတင်းစတင်ရှင်းပြနေပါပြီဆိုင်ကဘုံနဲ့ယူမျိုးချတော့သူပါပါလာတဲ့ကြမ်းနဲ့